တကယ်နေလို့ကောင်းပါနော်စိတ်ကြည့်တယ်ဗျာတကယ်ပါဖြုတ်လိုက်အစဉ်ပြေဦးဟုတ်နော်နိုင်ငံကျော်ငါပို့လိုက်ဦးလက်မခံတော့ဦးလေဆရာတကယ်ပါလေးပို့လို့ပုတ်တယ်မရဟုတ်လေမြန်နိုင်ငံရပို့လို့ရမှာလားဗျာနိုင်ငံမရှိဘူးလေမမပြဖတ်တဲ့ပစ္စည်းတွေပေါ့မမပြဖတ်တဲ့ပစ္စည်းစိတ်ကြည့်တယ်လုံလဲလိုက်အစဉ်ပြေဦးဖျောက်ဗျာမောလာရဖမ်းဖြစ်ပြီကော်ဖီတော့လာခဲ့ကော်ဖီပြောလာခဲ့တော့ဟိုတကယ်ကော်ဖီပြောလာကိစ္စမျိုးမှာအိမ်မှာနိုးစီကုန်နေတယ်ဟမ်နိုးစီမရှိဘူးအကြီးကြီးဝူးတက်တဲ့ဩမသက်ကလေနော်ဒါရဲ့အကြီးကြီးဝူးတက်တဲ့စမ်းချောင်းကြီးကြာနေတာလေစီးရတယ်တိတ်ခါကြောက်မလို့နဲ့ဟုတ်ကဲ့နော်မရှိရှိနေချလာခဲ့တော့တကယ်တောက်ချင်လားတော့ရတယ်တကယ်တောက်ချင်ဘာမှမဟုတ်နဲ့ကျွန်တော်ဟိုဘက်ခြံဟိုဘက်ကကျွန်တော်ချိပြောခဲ့မယ်အဲ့တော့လို့ဒီကျွန်တော်ချိပြီးဖြော်ပေးမယ်တကယ်တောက်ချင်ကျွန်တော်ဖြော်ပေးမယ်ဒါတော့ချိလို့ကြမလို့ဟုတ်ကဲ့ကြာတော့ပတ်စံမင်းနဲ့တရားပတ်စံကို3000လို့တော့ဟုတ်ကဲ့ AIDS 9000တော့လာတော့ AIDS ကစားရတာမဟုတ်ယောဂါလားယောဂါလေအဲတောင်းနာမရှိလို့ပြောရတာဟာတော့ဟျောက်ပြင်မန်းတယ်အနားယူမယ်စိတ်အာရုံပန်းဖြစ်မယ်ဒေးတာဟုတ်ကဲ့ရောက်ပြီလေခဏလေးစားခဏလေးစားဘောလေးလို့ဒီတော့ငါတော့သူများရဲ့မှာအလုပ်မဖြစ်တယ်ဘယ်လိုမလဲဘောလေးလို့ဒေးတာတောက်တိုးကြီးတည်းဒါမှချင်းမော်ဒယ်ဖတ်တယ်ဖတ်တာပြပြဖတ်မယ်ကွာဒေးတာပဲမော်ဒယ်ဖန်ကြီးရေလောဒီအန်ဒီအန်ချလိုက်လေအန်ချလိုက်ဒီတုံးလိုက်လားတလုံးကြီးဖတ်လို့ရှိရင်ဗဒညောင်းတယ်အတန်းနဲ့ဖတ်တာလေလောစာပဲတန်းလိုက်ဖတ်လို့ကြားဖို့ပါဟာဟဲ့ရောရတယ်မတူပါတော့ဝယ်ဘာလို့မတူလို့လဲမနေ့ကနေဆိုဒီနေ့ဆိုမတူနေဆိုတော့တူမလားမနေ့ကမတူလားဟာအေးပြောလဲအောင်မလောကကြီးမှာတကယ်ကြီးဝူးချက်ချမ်းသာလာပြီးအောင်မိတာနော်ငါးတဲ့ချမ်းသာတော့ရှိသေးတယ်ဟာဘာလဲအဲ့ကြတော့ယုံမိတ်သတင်းလာမှကျင်ညာလေဘယ်လိုကျင်ညာလို့ခရစ်တော်မှာအိပ်ပျော်ခြင်းနေအဲ့ဒါသေးတာအဲ့ဒါနာရေးကြောညာနာရေးတာနာရေးပြောဒိလာဒီတာဒါတို့ဒိလာဒီတာဟာ TV စင်ကောင်းလာတော့ TV ကြည့်ရတော့ TV ဖက်လားဟာတရင်နေပြီလို့ပြပတ်ဖြစ်မယ်စိတ်ပတ်ဖြစ်မယ်အာရုံခံစားမယ်လေတရင်နေကိုပြင်မရတော့အိပ်ပါလို့ no don't swing no ငါခံစားမယ်ကြည့်မယ်ဖွင့်ရစမ်းရောက်စီစဉ်ပါလည်းမသိဘူးဟာစီစဉ်ရကောင်းတယ်ကွာအဲ့ဒီ stage show ဟာတိတ်ကြီးတာ stage show ကြည့်မယ်တေးကြတော့လေကြည့်မယ်လေဟေးဘယ်လိုရအောင်ဟိုကချာဦးတောင်းကဟို TV ဖွင့်ပြောပါသေးတယ်ဦးတောင်းမလားပြောစတေရှင်နော်စတေရှင်လာမယ်ဟေးဦးတောင်းပါလာလေစတေရှင်လာမယ်ဟေးစတေရှင်လာပြီဟေးလာမယ်ဟေးအဲ့ဒါမေခလာလေးတည်းဒီခလာသိပါဘူးကွာငါမလေးကသုံးပါကြီးမှလို့မေခလာလေးကိုတချင်းနေမဆိုပါကြတော့မျက်နှာမူတွေတက်နေဟုတ်လားအေးပြဒီတော့ဘာလဲမသိဘူးရောတဲကောင်းမှပြချိုက်အေးရောရှိတယ်တရင်ဟမ်တရင်လာမယ်တရင်ကြည့်မယ်တရင်ကြည့်မယ်တေးရနော်တရင်ကြည့်မယ်ဟေးတရင်လာမယ်ဟေးဘူးပါလေဟိုကကြံဦးတောင်းလားဦးတောင်းတရင်ကြည့်နေတယ်ဆိုတော့ဦးတောင်းပြောတရင်လာမယ်ဟေး
တော်မူကြပါသားရှင် တိတ်နေမကောင်းဘူးကွာ နေမကောင်းသေးလိုက် ဟိုဘက်ကျန်တည်းလန့်စားနေတာ ခလေးနေလားပြ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  ဒီနေ့1363ခုပြာကောင်းလာစမ်း ကောင်းကျော်ပြာသူမြင့်ပြာသူဝါကောင်းမြင့်ဝါကောင်းမြင့်ကွာ ဒီလိုတည်းရဝါကောင်လာရဲ့ပြာသူလာရဲ့နှစ်လားပေါင်းပြီးချိန်နေတာ ခဏပေါင်းကြရလားပြ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  ပြာတော်လာစမ်း15ရက်တက္ကရာ2000ခုအောက်တိုဘာ အောက်တိုဘာလားဒီ စောင်းလို့မို့လို့ အော်အေးပြပြပြ အောက်တိုဘာလ65ရက် ပြအောက်တိုဘာမှာ31တက်တာဒီ ဟိုဒီလိုတည်းရကိုဒီလာမလို့ဟိုဘက်လာတဲ့ချိတယ် ဘယ်လာကြီးရတာလားပြ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  ပြည်တွင်းသတင်းများကိုကြီးညာပါတော့မယ်ရှင်ငချင်းကောင်းရှင် ပြချက်ဆိုင်ကောင်းပါပဲကွာဘာပြောတာ နွားလေးတကောင်တည်ဆုံးမှုသတင်းသတင်းစုံလင်မှာတောင်တကုံမြို့ရှိကမ်းလမ်းပေါ်တွင်နွားလေးတကောင်တည်ဆုံးနေရာသက်ဆိုင်ရာတာဝန်ရှိလူကြီးများက၎င်းနွားအားမတင်ငါ၍ဖြတ်ကြည့်ရာနွားအတွင်းမှာအမဲသားများတွေ့ရှိရပါသည် ဟုတ်လို့ ညာ နွားတဲ့ကအမဲသားများတို့ဘာရမှာတော့ တချို့ကခွေးသားရည်နဲ့ရောတယ်လို့ ဟုတ်ရောမှကြောက်လို့လားမှမှကြောက်လို့နော်အေးပြ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  မြောက်ကလာပမြို့ဇမ်းမြင်စဲဆေးကြီးအတွင်း၌ရက်ဆက်သောအမျိုးသမီးကြီးတဦးကြောင့်မုံလာဥစင်စဲမှာခြေပန်းဖြစ်သွားခြင်း တော်ကြီးတော့အေးနံပါတ်တင်လို့ပြောတော့ တောင်ကလာပမြို့12ရက်ကွက်တိရိယရလိုင်းရှိအိမ်တိန်တွင်ယမန်နေ့ညသကောင်ရံကျော်အချိန်၌အိမ်တွင်းတိုက်ပွဲဖြစ်ပွားရာတိုက်ပွဲမှာအလွန်ပြင်းထန်သဖြင့်ဂရင်ကျိုးရဲ့ခြံုံကျိုးများပြတ်ကျသွားပါသည်တာဝန်ရှိလူကြီးများကြိုးစားရှာဖွေပါတော့လဲခေါင်းရမနှံအောင်သည်ယနေ့အတိုင်းရှာမတွေ့ လက်တွေပဲပြောင်းသွားလည်းမသိဘူးတော့ပြင်းထန်နေတာဟေး ရန်ကုန်မြို့35လမ်း3တက်တိုက်အပေါ်တက်တွင်ပျော်မြူးနေသောပရစ်တကောင်အားပကျဲရိုကားမှဝင်တိုက်ခြင်း ပြအပေါ်ပေးကိုဘာကြောက်လို့တိုက်နေတော့ ဟိုကနေစိန်နဲ့ခုံတိုက်တယ် ဟိုခုန်တိုက်တာလားပြ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  ပရစ်မှာပေါင်ကျိုးသားသဖြင့်ဝတ်လျှော်သို့ပို့လိုက်ရပြီးပကျဲရိုကားမှဆေးရုံသို့အတွဲလူနာဖြင့်တင်ပို့လိုက်ရကြောင်းသတင်းရရှိပါသည် ပြကိုစိတ်ကိုပို့ရမှာလေကောက်ဝတ်ချောက်ပို့ရမှာလေ အတင်းနားကြလို့လို့ဟာ အေးငါနောက်ငါဒီခေါင်းတော့ပေါ့တက်ကြည့် တောင်ကြီးမြို့ကမ္ဘောဇာဖလားဘောလုံးပြိုင်ပွဲတွင်အားကစားသမားများရှင်ပြိုင်ကစားကြရာတကောကူမရှိဖြင့်တရေကျသွားပါသည် ပြဘုံကမရှိတည်ကြမယ်အာ အကြောင်းမှာဘောလုံးဝတ်လာကြည့်သောရှမ်းပြူပြူလေးများငေးမိသောကြောင့်တရေကျသွားခြင်းဖြစ်ပါသည် ဟောဒီကိစ္စပါတယ်နော် တက္ကသိုလ်မြို့တစ်စေးအတွင်း၌9ယောက်နေသောအမျိုးသမီးကြီး2ဦးနေရာလူချင်းစကားများ၍ရန်ဖြစ်ကြရာတဦးမှဒေါသကိုမထိန်နိုင်ပဲခေါင်းအားပိတ်တလေးနဲ့ထုတ်လိုက်သဖြင့်နေရာတွင်ပွဲချင်းပြီးတည်ဆုံးသွားပါသည် တနာစရာကောင်းလိုက်တာကွာ တည်ဆုံးသူမှာငခုဖြစ်ပါသည် ဘူးတရားမဟုတ်ဘူးလား မရနဲ့မားမှာဆို ဟောအေးပြ မိလောင်မှုသတင်း အေးနေလားဒီ မြန်မာနိုင်ငံရှိမြို့တစ်မြို့တွင်မိလောင်မှုဖြစ်ပွားရာမိသက်ရဲဘော်များအချိန်မီရောက်ရှိလာပါသောကြောင့် ဒီနေပါရီ တရက်ကွယ်လုံးပြာကျသွားပါသည်အကြောင်းမှာလမ်းကျင်းနေ၍ကားဝင်လို့မရသောကြောင့်ဖြစ်ပါသည်ရှင် ဒီလိုနေများတယ်ဒီ ၎င်းပြာများအလဟတာမဖြစ်စေရန်အိုးတိုက်ပွဲပြလုပ်၍အရန်မိသက်တပ်ဖို့ရန်ပုံငွေဖြင့်ရောင်းချလိုက်ကြောင်းသတင်းရရှိပါသည်ရှင် ပြတော့မကောင်းဘူးဒီဝိုင်းဒီကိုဒီပေါ့ မိုးလေဝသအထူးသတင်း အေးကြီးတယ် စိတ်ဝင်စားတယ် မိုးရွာရွာမမရွာမရွာဘူး သိကြမယ်နော် ထီဝကြဝဲမောချင်မွေဘူးပဲဟာရော ရွာရန်ရောင်တုံးနဲ့ဖြစ်ပါသည် ရာနှုံးပြရာနှုံးပြ အေးနားကြလို့ရရာလုံးပြပြောတာ ရာနှုံးပြလားအေးပြ ဟောရ ပေါ်တဲ့ကကလေးတွေစောပြီးချုပ်ကြတာ ခရီးဟာလားအေးပြ မြမပင်လည်းပြင်တွင်ဖုန်တစ်ထောင်းနောက်ထနေပါသည် ဒီနေ့မှာတိုင်းနေတိုင်းနေ အေးမောပေါ်မှာပါတဲ့ဖုန်းလေးလေးတက်ပြီးတော့ထောင်းတာ ဟောအေးပြ ဘင်္ဂလားပင်လယ်အော်တွင်တိုက်ခတ်နေသောဆိုင်ကလုန်းမုန်တိုင်းသည်အရှိမအနောက်မှတောင်မှမြောက်သို့ရေရှားရာထိုဆိုင်ကလုန်းမုန်တိုင်းသည်ရွေရှားစရာမရှိသဖြင့်ကောင်းကင်မောသို့တက်သွားပြီးကြောင်မဲပင်ကောင်းထဲသို့စုတ်ကနေဝင်သွားခြင်း တရားမင်းတော့ဖင်ကောင်းကျယ်ပြီပဲ ပြည်တွင်သတင်းများကိုကျင်ညာလုပ်ပြီးပါပြီရှင်ကျမ်းမာချမ်းသာတော်မူကြပါစေ သုံးရတည်းစိတ်ဝင်စားတော့
你这个人现在干嘛？俺姐跳完就了。သူလဲဟိုအညောင်းပြေညာပြေလမ်းလေးပါလေးဆေးလျှောက်တာ 哎，我来跳个啦！别别别别！哎呦，时间到了没过？完了噻，俺们几个15万的哈，你听的 ဟာ 话， အငြိမ်ကားမယ်သေးရ 人家没叫人认真的， ဟာကျင်းချင်းချင်းချင်း 认真的。 နာမည်ကြီးပဲဆိုတာရေးပြီးပြန်ခွင့်မှာအဲ့ဒါဒဏ်သိရတာလား 对对对对。 ဟုတ်ဟုတ်ဒဏ်နဲ့ပဲပြီးတာ 哎，嘿，你看你们，你这边回来噻？ အငြိမ်ကားကြည့်မယ် 你这边， သိကြနော် 对家的， အေးအငြိမ်ကားလာမယ်ဟေး 不是我来的， ဟိုကဥတော်ဥတော် 不知道哪？别别 အငြိမ် 别！ ကားလာမယ်ဟေး Thank you.